ပြောမလို့မြတ်စွာဘုရားဝေသာလီမှာတရင်သုံးနေတဲ့အချိန်မှာတော့အဲ့ဒီဝေသာလီမှာတပ္ပပန္တုကုလိကလို့ခေါ်တပ္ပဆိုတာကအလုံးစုံပန္တုကုလိကဆိုတာပန္တကုဆောင်နော်အခုပန္တကုဆောင်ပန္တကုတောင်ဆိုတာကတစ်ခုဆောင်တာတချို့ကနှစ်ခုဆောင်တာအဲ့ဒီကတော့အလုံးစုံတပ္ပပန္တုကုလိကအလုံးစုံပန္တကုဆောင်မထေအခုမြန်မာနိုင်ငံမှာရှိတော့မရှိဘူးငါတို့တော့ကြားတော့မကြားဘူးဟိုဒုတင်းဆောင်မထေဆိုတာရှိပါတယ်အခုဒါတို့နင်တို့ကိုသွားပူနေတဲ့ဗောဓိမြိုင်ဆရာတော်ကြီးလို့ဆိုရင်ဒါဆောင်းကန်စားတာလေဒါလည်းပဲဒုတင်းအကုန်ဆောင်တာမဟုတ်သူဆောင်နေတာလောက်ဆောင်တာလေဒီကိုတော်ကတပ္ပပန္တုကုလိကလို့စာသုံးတယ်ပန္တကုအလုံးစုံဆောင်တာပန္တကုအလုံးစုံဆောင်တယ်ဆိုတာသိလားနင်တို့လူတွေလှူတာကိုလက်မခံနော်ဆွန်းလေဆောက်ကန်စားတယ်လှူတယ်ဆွန်းမစားဘူးတူလာလှူတယ်ဆွန်းလည်းမစားဘူးသိအိမ်မက်ကတဲ့ဆွန်းလည်းမစားဘူးနော်သင်္ကန်းလည်းပဲဘယ်တကားစီမှသင်္ကန်းလူလို့မတောင်းဘူးသူ့ဟာသူရှာဝက်တယ်နော်သင်္ကန်းတော့ဆွန်းတော့ကြောင်းတယ်ဘယ်တကားမှအလူမခံဘူးသူ့ဟာသူရှိတဲ့တောတဲ့ရှိတဲ့တိလေးဝါလေးတွေနဲ့သူ့ဟာသူညမ်းထိုးပြီးတော့သူ့ဟာသူမြက်လေးတွေမိုးပြီးတော့သူ့မြက်မိုးကြောင်းလေးနဲ့အဲ့ဒီလိုကြောင်းနေနေတာဆေးဝါးလည်းအလူမခံဘူးသူ့ဟာသူပြောချင်ပြောမပြောချင်ဖျက်လက်တဲ့အဲ့ဒါမျိုးနေတာအများကြီးပဲယောဂဘာမှမပူပဲနဲ့တချို့သေးသွားတာပဲလေအသိခံလိုက်တာပဲသူတို့နော်သိခံတာပဲအဲ့ဒီလိုပစ္စည်းလေးပါးကိုဘုဒ္ဓတိကမှအလှူမခံမဲနဲ့ပန္တကုဆောင်တာတဲ့အဲ့ဒါကြောင့်တပ္ပပန္တကုလေးကပန္တကုအလုံးစုံဆောင်နော်ကံဘယ်လောက်ကြီးညိုတဲ့အကောင်းနော်အခုကိစ္စဆိုရဟန္တာဆိုဝိုင်းဖူးကြမှာနော်အဲ့ဒီကိုတော်ကိုအကြောင်းပြုပြီးတော့ဒီသိက္ခာပုဖြစ်တာဒီကပ်မှဖုံးပေးရမယ်ဆိုတာနော်ကဖြစ်ပုံထူးဆန်းမှုရတာနော် तू ကတုတ်တန်ဒုတင်ဆောင်ရွာတဲ့ရထက်မနေဘူးတုတ်တန်မှနေတာနော်ဒုတင်ဆောင်ပန္တကုဆောင်ဒုတင်ဆောင်ဂုံးမနှစ်ခုရှိတာနော်ပန္တကုဆောင်ဒုတင်ဆောင် तू ကဘယ်လိုလုပ်တုံးဆိုတော့အဲ့ဒီတုတ်တန်တစ်ခုမှနေလိုက်တယ်နေပြီးတော့အဲ့ဒီတုတ်တန်မှာ तू ဆုံးကန်လည်းမထွက်အဲ့ဒီသူတို့ခေတ်ကဘုရားလက်ထက်တုန်းကလူတွေသေလို့ရှိရင်သေတဲ့သူရဲ့အမျိုးတွေကအဲ့ဒီသေတဲ့သူစားဖို့တောက်ဖို့ဆိုပြီးတော့တင်းကျိုင်းမှာသွားပြီးတော့ကျွေးတဲ့အလေးထားရှိတယ်အခုလည်းပဲရှိတော့ရှိပါသေးတယ်နော်ဟိုကိုအမျိုးမြုပ်ထားတဲ့တင်းကျိုင်းမှာဟိုသွားပြီးတော့အဲ့ဒါသူထားကြသူကြိုက်တတ်တဲ့အစားအစာအိမ်မှာချက်ရင်သွားကျွေးတာလေအဲ့ဒီလိုကျွေးတဲ့အစားအစာတွေရှိတယ်ထမင်းနေဟင်းနေမုန့်နေစသည်ပေါ့နော်အဲ့ဒီကိုတော်ကတုတ်တန်မှာပဲနေတယ်နေပြီးတော့သုတ်တံမှာပဲလူတွေဆွန့်ပစ်ထားတဲ့အဲ့ဒီသစ်ဝါးတွေနဲ့တဲလေးထိုးပြီးတော့နေပြီးတော့ဆွန့်လည်းမခံမဲနဲ့